ယခုအခါယောသမမွေ channel လေးကနေတင်ဆက်ပေးသွားမှာကတော့စာရေးသူအကဇော်ရေးသားထားတဲ့ပုံနကအင်းလို့အမည်ရတဲ့ပရာလောကဝိထုတိုလေးပဲဖြစ်ပါတယ်။ညနေဆောင်နေပြီဖြစ်သည်။ဘာကြီးမုံမှာဖက်လက်ဆစာအုပ်ကိုလက်မချကပတ်ဝန်းကျင်တစ်ခွင်ကိုဝေဝါကြည့်ရှုလိုက်သည်။ဖုန်တထောင်းထောင်းထနေသည့်ရွာလမ်းမကြီးပေါ်တွင်ကလေးများကပျော်ရွှင်စွာဆော့ကစားနေကြလေသည်။နေတာရှိသည့်နွေရာသီဖြစ်သည်မို့ညနေအတော်ဆောင်းသည့်တိုင်အပူရှိန်ကခမ်းများများရှိနေသေးသည်။ဘာကြီးမုံကအနီးတွင်ချထားသည့်ရေနွေးခရအိုးအတွင်းမှပယင်းရောင်တောက်ပနေသည့်ရေနွေးကြကြများကိုငှဲ့ထဲလိုက်ခါရေနွေးဖန်မှန်ကိုအရသာခံရင်းတောက်သုံးနေမိသည်။ထိုစဉ်ပြေးဆော့နေသည့်ကလေးများအတွင်မှမြီးမလေးများမှာအင်ချံဝိုင်းအတွင်းသို့ပြေးဝင်လာကြသည်။ကလေးငယ်များမှာကိုလက်လှုပ်ရှားဆော့ကစားထားကြသဖြင့်ချွေးတီးတီးကြနေကမောပန်းနေကြသည်။ဘာကြီးမုံကကလေးများကိုကြည့်ရင်ဟဲ့မိဝေတို့နေဆောင်နေပြီဟာတကိုယ်လုံးလဲချွေးတွေနဲ့ပါလားနေနေပါပါထိတ်ဆော့ကြလေဟာကလေးများမှာဘာမှပြတ်မပြေပဲဘာကြီးမုံနဘေးရှိရင်နွေးခရအိုးမှရင်နွေးချမ်းများကိုငှဲ့တောက်နေကြလေသည်အတော်ကြာအပန်းဖြေပြီးမှဒါနဲ့ဘာကြီးမုံပြရအောင်မယ်မိဝေကစကားအစပြိုးလိုက်ခါရှင်မီအင်ကြီးအိတ်ကက်အတွင်းထည့်ထားသည့်ငွေအောင်အပြားလေးတစ်ခုကိုထုတ်ယူလိုက်သည်ထို့နောက်ဘာကြီးမုံစီတို့လှမ်းပေးလိုက်ရင်ဒီဟာလေးကိုခုနကချောင်းရုံးနှပေးမှာပြေးဆော့ကြရင်ကောက်ရခဲ့တာအဖိုးမုံရဲ့ဘာကြီးမုံမှာငွေအောင်ပြားကလေးကိုကန်ကြည့်လိုက်သည်4000ကွက်ကွက်အပြားကငွေအောင်ပြောင်းလဲ၍နေသည်ဘာကြီးမုံမှာတစ်ဖက်သို့လှမ်းကြည့်လိုက်သည့်အခါငွေအောင်အပြားကလေးပေါ်တွင်အင်းကွက်များရေးဆွဲထားသည်ကိုတွေ့လိုက်ရ၍အလွန်ပင်ထိတ်လန့်သွားမိသည်ဟဲ့နင်တို့ဘာတွေကောက်လာကြတာလဲဟာနင်တို့အင်းကွက်တွေတွေ့ရင်မကောက်ရဘူးလို့မှမထားဘူးလားဘာကြီးမုံမှာဒေါသတကြီးဖြင့်ကလေးများကိုမှန်မဲလိုက်သည်တဘောကောင်း၍အမဲပြုံးနေလိရှိသည့်ဘာကြီးမုံမှာအခုအခါတော့ဒေါသတကြီးနှင့်အော်ဟစ်မှန်မဲလိုက်သဖြင့်ကလေးများမှာမျက်လုံးပြူးမျက်စံပြူးဖြစ်နေကြသည်ထိုစဉ်မှာပင်ကလေးများ၏မိခင်ဖြစ်သူမှာအိမ်ရှိသို့ပြေးထွက်လာခဲ့သည်ဘာကြီးမုံဘာဖြစ်လို့ကလေးတွေကိုအော်ရတာလဲဘာဖြစ်ရမလဲဟာဒီမှာကြည့်စမ်းနင်းသမီးတွေအင်းကွက်တစ်ခုကိုကောက်လာခဲ့တယ်ဟာကလေးမင်းမလည်းအံ့ဩထိတ်လန့်သွားကညီတို့ကခြေစော့လက်စော့နဲ့အေးဒီအင်းကွက်ကိုဘာလို့ယူချလာတာလဲတော့ကိုဖိုးမောင်ဟောဒီအင်းကွက်ကိုလူသူရှင်းတဲ့နေရာမှာတွားလွတ်ပစ်လိုက်စမ်းပါရှင်ကျုပ်လဲအိမ်တအိမ်လုံးကိုပြည့်ရည်နဲ့ဖျန်းလိုက်အောင်မယ်နွားစာဆင်းနေသည့်ကိုဖိုးမောင်မှာအင်းကွက်ကိုယူကာရွာပြင်တို့တကြိုးတည်းပြေးလေတော့သည်ကလေးများမှာအင်းကွက်ကြောင့်ပြာရခတ်နေကြသည့်အဖေအမေနှင့်ဘာကြီးဖြစ်သူကိုကြည့်ကအလွန်အံ့ဩနေမိကြသည်ဘာကြီးမုံမှာအတန်ကြာသည့်အခါမှဒေါသစိတ်များပြေပြောက်ကစိတ်တည်ငြိမ်သွားလေသည်သမီးတို့မှတ်ထားကြနော်နောက်ဆိုရင်ဘာအင်းကွက်တွေ့ဘာပစ္စည်းထူးထူးဆန်းဆန်းပဲတွေ့အင်းကိုယူမလားနဲ့ဟုတ်ပြီလားအကြီးဆုံးမြင့်ဖြစ်သည့်မိဝေကခေါင်းငိတ်သည်ကြံမြေး3-4ယောက်မှလည်းမျက်နှာငယ်ကလေးများနှင့်ဖြစ်နေကြသည်စကားတက်သည့်မိဝေကဒါနဲ့အဖိုးမုံဒီအင်းကွက်ကလေးကောက်လာယုံနဲ့အဖိုးမုံတို့အမေတို့ကဘာလို့စိတ်ဆိုးနေကြရလဲဟင်အင်းကွက်ဆိုတာကောင်းတဲ့အင်းကွက်ရှိတယ်လို့မကောင်းတဲ့အင်းကွက်အဖြစ်သဘောဆောင်တဲ့အင်းကွက်တွေလည်းရှိနေတယ်မြေးလေးတို့ရဲ့ဒီလိုအင်းကွက်တွေကိုအိမ်ုံယူလာလို့ရှိရင်အိမ်မှာမကောင်းတာတွေဖြစ်တတ်တယ်ကွအဖိုးတို့ငငယ်တုန်းကအင်းကွက်ကိုအိမ်ထဲယူလာမိလို့ဒုက္ခရောက်ခဲ့ကြတဲ့ဒေါ်ဘဲကြီးဆိုတာရှိခဲ့ဘူးတဲ့ကွမိဝေကမျက်မှောင်ကျုပ်လိုက်ကအဲ့ဒီဒေါ်ဘဲကြီးကဘာဖြစ်ခဲ့တာလဲဖိုးမုံအဖိုးသိရင်ပြောပြပါလားဘာကြီးမုံမှာခေါင်းတက်ဆက်ဆက်ညှိလျက်ငါမြေးတွေသိချင်ရင်ဖိုးပြောပြမှာပေါ့ကွဒီအဖြစ်ပြက်လေးကိုနားထောင်ပြီးငါမြေးတို့လည်းသင်ခန်းစာယူရအောင်လို့ပေါ့ဒီအဖြစ်ကဖိုးတို့ငယ်ငယ်ကဖြစ်ခဲ့တဲ့တကယ်အဖြစ်ပြက်တစ်ခုကွဘာကြီးမုံမှာထို့သို့အစကြည့်လိုက်ကအတိတ်မှအကြောင်းအရာများကိုပြန်ပြောပြလေတော့သည်အချိန်အားဖြင့်စစ်ကြိုကာလ1930ပြည့်နှစ်ကျော်ကာလဖြစ်သည်ပဲခူးတိုင်းအနောက်ခြမ်းတာယာဝတီမြို့နယ်တွင်စခန်းကြီးဟုအမည်ရသည့်ရွာလေးတစ်ရွာရှိသည်ထိုရွာမှာ30ချောင်းကြီးပေါ်တွင်မိတင်လျက်တည်ဆောက်ထားခြင်းဖြစ်သည်ထိုရွာတွင်ဒေါ်ဘဲနှင့်ဒေါ်ငန်းဟုသည်ညီမနှစ်ယောက်ရှိသည်ဒေါ်ဘဲနှင့်ဒေါ်ငန်းမှာအသက်2နှစ်ကွာခြားကာရုပ်ချင်းအလွန်ဆင်တူကြသည်သို့တော်ဒေါ်ငန်းမှာဒေါ်ဘဲထက်လေတံအနှဲငယ်ရှိသဖြင့်ဒေါ်ငန်းဟုခေါ်ဆိုကြခြင်းဖြစ်သည်
နှစ်ဦးစလုံးမှာတက်လက်ပိုင်းအရွယ်တို့ရောက်ရှိနေပြီဖြစ်တော်လဲဒေါ်ဘဲမှာအပြိုကြီးဖြစ်ကာဒေါ်ငန်းမှာဦးကျွဲဟုခေါ်သည့်လူတဦးနှင့်အိမ်တော်ရသားကြပြီးမိကျင်မိပွေးမိဥဟုအမည်ရသည့်သမီး3ယောက်ကိုမွေးဖွားထားသည်မိကျင်မှာအသက်4နှစ်အရွယ်ခန့်ရှိပြီးတဦးနှင့်တဦးအသက်1နှစ်ကျော်သာကွာခြားသည်မို့မိပွေးမှာအသက်2နှစ်ဖြစ်ကာမိဥအမည်ရသမီးတွေကအသက်1နှစ်မပြည့်တပြည့်သာရှိသေးသည်ဒေါ်ဘဲမှာအင်းရှိတွင်ဈေးဆိုင်ကလေးတည်ထားသည်ဦးကျွဲဒေါ်ငန်းမှာတော့လေယာအလုံးများကိုလုပ်ကင်ကြသည်စိတ်များလည်းမွေးထားသေးသည်တက်တူဟုအမည်ရသည့်တူတော်ဝမ်းခွဲမှာလည်းဒေါ်ငန်းတို့အိမ်တွင်နေထိုင်ကာစိတ်ကြောင်းရလေသည်ဒေါ်ဘဲနှင့်ဒေါ်ငန်းတို့မှာအိမ်ဆိုင်ကလေးအတွက်လိုအပ်သည်များကို30စီးသို့တက်တပတ်တစ်ခါဝယ်ရသည်30သို့သွားရာတွင်ရွာရှိလဲလန်းဟောင်းကြီးမှတဆင့်လမ်းလျှောက်ကရွှေကျင်သွားကြခြင်းဖြစ်သည်ထိုနေ့တွင်လည်းဒေါ်ဘဲတို့ညီမမှာ30စီးမှပစ္စည်းများကိုဝယ်ချလာခဲ့ကြကာတောင်းကြီးတောင်းငယ်အသွဲသွဲရဲ၍စကန်းကြီးရွာသို့ပြန်လာခဲ့ကြသည်ချောင်းမကြီးနှင့်အပြိုင်ဖောက်လုပ်ထားသည့်တာလန်းကြီးမှာဖြောင်ပြွေ့နေလေသည်စကန်းကြီးရွာသို့မရောက်ခင်တာလန်းကြီးနှစ်ဘေးတွင်ဖိုးပုံဇရက်ဟုခေါ်သည့်ဇရက်တစ်ဆောင်ရှိသည်ဇရက်အလူရှင်မှာဖိုးပုံဟုအမည်ရသည့်လူတဦးလူဒန်းထားသောကြောင့်ဖိုးပုံဇရက်ဟုခေါ်တွင်ရခြင်းဖြစ်သည်အထုပ်အပိုးများကိုတည်ဖို့ကလမ်းလျှောက်လာကြသည့်ဒေါ်ဘဲတို့ညီမနှစ်ယောက်ဟာဖိုးပုံဇရက်ကိုမြင်တွေ့သည့်အခါဝမ်းသာသွားကြသည်အမပဲရေကျုပ်တို့တော်တော်ပင်ပန်းနေပြီရွာမရောက်ခင်ဖိုးပုံဇရက်မှာခဏတော့ဝင်ထားကြတာပေါ့ကောင်းသားပဲညီမရဲ့နေရလဲပူတော့ရေရလဲစားတယ်အေးရေလေးပါလေးဝင်တော့ပြီးမှရွာကိုဆက်တာပေါ့တို့နှင့်ဒေါ်ဘဲတို့ညီမနှစ်ယောက်မှာဖိုးပုံဇရက်တို့ဝင်ခဲ့ကြသည်ဒေါ်ငန်းမှာဇရက်လေကားတဲ့အရောက်တွင်ခေါင်းပေါ်မှရွက်လာသည့်တောင်းကြီးကိုချကာအမောပန်းဖြေနေမိသည်ဒေါ်ဘဲမှာတော့ဇရက်ပေါ်သို့တက်ကာတောက်ရည်အိုးစင်တွင်တောက်ရည်တစ်ခွက်ကိုခတ်တောက်လိုက်လေသည်ဒေါ်ငန်းမှာခေါင်းဖူးအဝတ်ကိုရက်တောင်လုပ်၍ရက်ခတ်နေစဉ်မှာပင်ဇရက်အရှိလှဲလန်းလေးတနေရာတွင်ပြောင်ပြောင်လက်လက်အရာတစ်ခုကိုတွေ့မြင်လိုက်ရသည်အမကြီးအမပဲဟိုးမှာပြောင်ပြောင်လက်လက်ကလေးဘာလေးများလဲဒေါ်ငန်းပြောသဖြင့်ဒေါ်ဘဲမှာဇရက်ပေါ်မှလမ်းကြည့်လိုက်ရင်အေးဟုတ်ပါရဲ့ဘာလေးများလဲဒေါ်ငန်းမှာပြောပြောဆူဆူနှင့်ထိုနေရာသို့အပြေးထသွားလိုက်ခါပြောင်ပြောင်လက်လက်အရာကလေးကိုကောက်ယူလိုက်သည်ထိုအရာမှာရွှေပြားလေးတစ်ခုကဲ့သို့ဝင်းလက်နေသည့်အလိတ်ကလေးတစ်ခုဖြစ်သည်ဒေါ်ငန်းမှာဝမ်းသာအားရဖြင့်အမဖြစ်သူဒေါ်ဘဲထံသို့အပြေးလွှားသွားရောက်ကပြသလိုက်လေသည်ဒေါ်ဘဲမှာကိုင်းကြည့်ရင်ရွှေနဲ့တော့တူတယ်အေးပြောင်တာတော့တော်တော်ပြောင်တာပဲအလိတ်ကလေးဆိုတော့ဖက်လိတ်2000လေးများလားမသိဘူးနော်ဒီဘက်ခေတ်မှာဖက်လိတ်2000ဝေးတဲ့သူများရှိသေးလို့လားမရဲ့ဒေါ်ငန်းမှာရွှေပြားလက်ကလေးအားဆွဲယူလိုက်ကလက်ဖြင့်အသာအဖြည့်ကြည့်လိုက်လေသည်ရွှေပြားကလေးပေါ်တွင်အင်းတစ်ခွက်ချထားသည်ကိုတွေ့လိုက်ရသည်ဒါလေးကအင်းတစ်ခုပါလားအမရဲ့အမဖြစ်သူဒေါ်ဘဲမှာအင်းခွက်ကိုကြည့်လိုက်ရင်ဘာရီရေးထားမှမသိပါဘူးညီမရဲ့ရှုပ်ရှုပ်ရှက်ရှက်ဒီပါတို့တွေလွတ်မြစ်ထားခဲ့တာပေါ့အိုးအမပဲရလဲအင်းကဘာရီရေးထားမှမသိပေမဲ့ဟောတာကတော့ရွှေပြားနဲ့တူတယ်မဟုတ်လားရွှေမှန်တမိုးရှိတာပဲရွာကပဒိန်ဆရာကြီးကိုပြတ်ချင်ရင်မကောင်းလားရောင်းလို့ရတယ်ဆိုရင်လေရောင်းစားတာပေါ့အမရဲ့သူများပစ္စည်းတွေဖြစ်နေပါမယ်ပိုင်ရှင်ကစိတ်ဆင်းရဲနေပါဦးမယ်အမပဲရလဲဒီနေရာမှာပိုင်ရှင်မမရှိတာပဲဒါကျုပ်တို့နဲ့ထိုက်လို့ကျုပ်တို့ရတာပိုင်ရှင်လာပြန်တောင်းရင်လေရေဆုံးကုန်းတစ်ဝက်ဆိုပြီးတစ်ဝက်ခွဲပေးလိုက်တာပေါ့ဒေါ်ဘဲမှာစိတ်ထဲထင်နေတော့လဲဝင်ရမည့်အရေးမို့ခေါင်းညိတ်လိုက်ရသည်ဒေါ်ဘဲမှာအင်းကွက်ကလေးကိုလွဲရီအတွင်းတို့ထည့်လိုက်ပြီးညီမနဲ့ရောက်တောင်းကြီးတောင်းငယ်များရောက်ကရွာကိုပြန်လာခဲ့ကြသည်အိမ်ရောက်သည့်အခါဒေါ်ဘဲမှာလွဲရီကိုတိုင်မှချိတ်လိုက်ပြီးအလုပ်များလုပ်ရသည်ဝယ်ယူလာတဲ့ပစ္စည်းများကိုခွဲချမ်းစိတ်ပြားကရောင်းချချိန်တွယ်ရသည်ဒေါ်ငန်းမှာလည်းရာခင်းနေစင်းနေသည့်ဦးကျွဲအတွက်ထမင်းသွားပို့ရန်ပြင်ဆင်ရသည်ထမင်းဟင်းများကိုဇလုံးတစ်ခုနှင့်ခူးခတ်ပြီးသည့်နောက်တောင်းတစ်ခုအတွင်းတို့ထက်ကအိမ်ပေါ်မှဆင်းလာခဲ့သည်အမပဲရေနေ့တစ်ဝက်ကျိုးနေပြီဆိုတော့ကိုကျွဲထမင်းစာနေတော့မယ်ကျုပ်ရတဲ့ထမင်းတော့ပို့လိုက်အောင်မယ်နော်ကလေး3ယောက်ကအရေးသူအိမ်မှာအထားခဲ့တယ်အပြင်မှာတခါတည်းလှည့်ခေါ်လာလိုက်တော့မယ်ဒေါ်ဘဲမှာခေါင်းတန်ညှိပြလိုက်သည်ဈေးသွားသည့်အတွက်မနက်ခင်းပိုင်းကိုဆိုင်ပိတ်ထားရသည်မို့ဒေါ်ဘဲမှာဆိုင်ဖွင့်ရန်ပြင်ဆင်ရသည်ဝယ်ချမ်းလာခဲ့သည့်ကုန်ပစ္စည်းများကိုလည်းရောင်းချရန်အတွက်ခင်းကျင်းရသေးသည်ဆိုင်နှင့်အိမ်မှာအနှဲငယ်ဝေးလာပေသည်
တော်ဘဲမှာပစ္စည်းများကိုနေရာချရင်အိမ်ပေါ်မှခြေတံတုံးတုံးဖြင့်ပြေးလွှားနေသည့်အတန်မျိုးကိုကြားလိုက်ရသည်အစာပိုင်းတွင်ဒေါ်ဘဲမှာအမှုမဲ့အမှတ်မဲ့နေမိတော့လဲနောက်ပိုင်းတွင်ခြေတံမှာပြင်းထန်လာသဖြင့်စိတ်ထဲတန်တရားဖြစ်မိသွားသည်အိမ်ပေါ်မှာဘယ်သူမှလည်းမရှိပါဘူးအငယ်မလေးယာလေးဆင်းသွားတယ်မဟုတ်လားဒါဖြစ်ရင်အိမ်မောဘသူရောက်နေတာပါလိမ့်ဒေါ်ဘဲမှာအိမ်မောတို့တက်လာခဲ့သည်အိမ်မောတက်သည့်လေကအဆင်းရောက်သည့်တိုင်အင်းရှိကမ်းမှခြေတံတုံးတုံးကြားနေရတော့လဲအိမ်မောတို့တက်လိုက်သည့်အခါတွင်မိသူမှမရှိသလိုခြေတံများမှလည်းတိတ်ဆိတ်သွားသည်ဒေါ်ဘဲမှာတအိမ်လုံးအနှံ့လိုက်ပဲရှာသည့်တိုင်လူသူအရေးရောင်မတွေ့ရသဖြင့်ထူးဆန်းနေလေသည်ထိုစဉ်မှာပင်ဆွေးဝဲသူတယောက်ကလမ်းခေါ်သဖြင့်ဒေါ်ဘဲတယောက်အိမ်ရှိတို့ထွက်ကဈေးရောင်ရလေသည်မကြခင်ရခင်းထဲတို့ထမင်းတော်ပို့သည့်ဒေါ်ငန်းမှာခလေး၃ယောက်ကိုခေါ်ကအိမ်တို့ပြန်လာလေသည်အကြီးမနှင့်အလက်မမှအိမ်ပေါ်ရောက်သည့်အခါဆော့ကစားနေကြသည်အငယ်ဆုံးသမီးကလေးကိုပကတ်ထဲတွင်တိတ်ထားကထမင်းစားဖို့ပြင်ဆင်ကြသည်ဒေါ်ငန်းမှာမိဖို့ကြောင့်တွင်တို့ဝင်၍ထမင်းအိုးကိုဖွင့်လိုက်သည့်အခါထမင်းအိုးမှာထမင်းတစ်စင်းမြပင်မရှိတော့ဘဲပြောင်တလင်းခါနေတီကိုတွေ့ရသည်အုပ်ဆောင်လိုက်၍ဟင်းခွက်များကိုကြည့်လိုက်တော့လဲဟင်းခွက်များမှာဟင်းများမရှိတော့ပေရုပ်စွာအဆုံးငပိရေပကံလုံးသည်ပင်ရှာနှင့်ရထားတကယ်သို့ပြောင်းလဲနေပြန်သည်ဒေါ်ငန်းမှာအလွန်ထိတ်လန့်ကအမဖြစ်သူကိုအဟစ်ခေါ်လိုက်မိသည်အမဘေးရေဒီကိုလာပါအောင်ဒေါ်ဘဲမှာမိဖို့ကြောင့်တွင်တို့အလန့်တကြားဝင်ရောက်ခဲ့သည်ဟဲ့ငယ်မဘာဖြစ်တာလဲဘာဖြစ်ရမှလဲအမဘေးရဲ့ဒီမှာကြည့်ပါအောင်ဟင်းနေရောထမင်းနေရောပြောင်းတလင်းခါနေပြီဟုတ်တော့ဘလို့ဖြစ်ရတာလဲရရဲမစင်းခင်တုန်းကထမင်းလေးလုံးချက်တအိုးကြီးကြံပါသေးတယ်ဟင်းနေလည်းအများကြီးပါအခုတခုမှမကြံတော့ပါလားအမပဲဟဲ့ငါလေးစီးကပြန်လာကြတဲ့ကအလုံးများနေရနဲ့ဘာမှမစားဖြစ်သေးပါဘူးငယ်မရဲ့အမမစားတော့ဘသူစားသွားရလဲဒေါ်ဘဲမှာကောင်းကောင်းလျက်ပြောရတော့ခက်တယ်ကြောင်နေပါရင်မြောက်ဝင်စားသွားတာများလားဟာအမဘေးကလေကြောင်ဝင်စားရင်ဟင်းလောက်ပဲစားမှာပေါ့အခုကထမင်းအိုးရောဟင်းတွေရောအကုန်လုံးပျောက်သွားရုံမကဘူးငပိရေကိုတော့ပျောက်စီအောင်ရက်သွားပုံထောက်တော့ကြောင်နေခွေးတွေဖြစ်ဟန်မတူပါဘူးငယ်မနောက်ဟင်းအိမ်တကဖွင့်ထားခဲ့တာဆိုတော့တခိုးတွေပိုင်းမြန်ဝင်သွားတာများလားအမဘေးကလှုပ်တော့မယ်ကျုပ်တို့ရွာမှာတခိုးတော်ဝက်မှမရှိတာတခိုးတော်ဝက်ကရောတမိုးရှိတာကိုမကိုးပဲထမင်းဟင်းနေခိုးမတယ်လားမဖြစ်နိုင်ပါဘူးအမဘေးရဲ့အော်အရင်ကမရှိခဲ့ပေမဲ့အခုကခက်ပြက်နေရဆိုတော့ရှိချင်းရှိလာနိုင်မှာပေါ့ငယ်မရဲ့ကဲစိတ်ကိုလျှော့ထားလိုက်တော့နောက်ဆိုတတိကြီးထားမှဖြစ်မယ်အခုတော့ထမင်းချက်ပြီးဘဲဥကျော်နဲ့စားလိုက်ကြတာပေါ့ဒေါငန်းမှာတိတ်တော့မကြည်နဲ့ပေထမင်းတခိုးကိုတွေ့အောင်ကြမိဟုကျင်းဝလိုက်သည်အမဖြစ်သူမှာဆိုင်နေရသဖြင့်ဒေါငန်းတယောက်ကပြကတိထမင်းချက်ရသည်မိဖို့ကြောင့်အတွင်ထမင်းချက်နေရင်အိမ်ရှိနေစော့ကစားနေသည့်ကလေးနှစ်ယောက်မှာကြောင်အားလန့်အားနှင့်အသက်ကုန်အော်ဟစ်ကြသည့်အတွက်ဒေါငန်းတယောက်ချက်လက်စထမင်းအိုးကိုချကာအိမ်ရှိသို့ပြေးထွက်လာခဲ့သည်ဟဲ့ကလေးတွေဘာလို့ဒီလောက်တော့အော်နေတာလဲသမီးအကြီးမိကျင်ကအိမ်နိုင်ကြီးနားတော့လက်ညှိုးထိုးပြကတရေကြီးတော့အနာကြည့်နေရမေနင်တို့စိတ်တင်လို့ဖြစ်မှာပါဟဲ့အိမ်ပေါ်မှာဘာတရေမှမရှိပါဘူးရှိတယ်မေရဲ့သမီးနဲ့ညီမလေးစောင့်နေကြတော့တရေကြီးကအဲ့ရနေမတ်တရပြီးကြည့်နေတာတရေကြီးပါဇက်ထဲမှာအဆွဲတွေလည်းပါတယ်ဒေါငန်းမှာမိကျင်ကောင်းကိုခောက်လိုက်ပြီးညီတို့ကကြောက်တဲ့လွန်းနဲ့အေးလူကြီးတွေပြောနေတဲ့တရေပုံမြင်နေကိုတွားနာမထောင်မနဲ့လို့ညီတို့မမှားထားဘူးလားဘာမှမရှိဘူးကိုယ့်ဟာကိုအေးစင်းနေကြမိကျင်တို့မှာအိမ်ပေါ်တွင်မစော်ရဲတော့သဖြင့်အိမ်အောက်သို့ပြေးဆင်းသွားကြသည်အိမ်ချမ်းဝင်းဘေးရှိမကြီးပင်ကြီးအရေးအောက်တွင်ဆော့ကစားနေကြလေသည်ဒေါငန်းမှာထမင်းချက်ရင်အိမ်ရွှေတွင်တိတ်ထားသည့်ပကက်အတွင်းမှသမီးထွေးလေးကိုပကတ်ထွက်လွှဲရပြန်သည်ဒေါငန်းမှာမိဖို့ကြောင့်အတွင်းမှပကတ်လွှဲရန်ထွက်လာခဲ့သည်ထိုအချိန်တွင်ပကတ်နဘေးတွင်လူတအုပ်ရက်နေသည်ကိုတွေ့လိုက်ရသည်ဒေါငန်းမှာအလွန်ထိတ်လန့်သွားကပကတ်အနီးတို့ပြေးလာတွင်ထိုလူကြီးမှာရုပ်ချီပြောက်ကွယ်သွားသည်ကိုတွေ့လိုက်ရသည်ဖျားငါပဲအမြင်မှားတာလားဒေါငန်းမှာကိုမျက်စိကိုပြီးမယုံနိုင်ပေထိုစဉ်ပကတ်အတွင်းသိပ်ထားသည့်ကလေးမှာအလွန်သဲထန်စွာငိုကြွေးလေတော့သည်ဒေါငန်းမှာမိဥကိုချီပွေးလိုက်ကအသေးအတန်ချော့မြူရလေသည်ဆိုင်နေသည့်အမဖြစ်သူတော်ဘဲမှာကလေးကိုချီပွေးထားသဖြင့်သာဟန်ကျသွားသည်ထိုနေ့တစ်နေ့လုံးဒေါငန်းတယောက်မြည်သည့်အရာမှအစဉ်ပြေမပြီးစီးသည့်အပြင်စိတ်ထဲတွင်လည်းဘာကြောင့်မှမသိဒေါသထွက်နေမိသည်ညနေဆောင်သည့်အခါ
ကိုကျွဲနှင့်တက်တူမှနွားများစိတ်များကိုခြံအတွင်းသို့ဆွဲသွင်းလာကြသည်ခြံပေါင်းဝရှိရောက်သည့်အခါနွားကြီးနှစ်ကောင်မှခြံထဲသို့မဝင်ပဲပေကပ်၍နေလေသည်စိတ်များမှလည်းထိုနည်း၎င်းပင်ဖြစ်သည်တက်တူမှစိတ်များကိုရိုက်ပုတ်၍ခြံအတွင်းသွင်းရသည်ကိုကျွဲမှာတော့နွားကြီးများကိုနဖားရိုးမှအတင်းဆွဲသည့်တိုင်နွားကြီးနှစ်ကောင်မှခြေခံ၍ရုန်းကန်နေပြန်သည်နွားကြီးနှစ်ကောင်မှလူစကားကိုနားလည်ကခိုင်းကောင်းသည့်နွားများဖြစ်တော်လဲအခုအခါမှာတော့အကြောက်အကန်ညင်းနေသဖြင့်ကိုကျွဲတစ်ယောက်အလွန်ဒေါသထွက်နေမိသည်နွားများကိုရိုက်နှက်တော်လဲပေကက်ကက်လုံနေသဖြင့်ကိုကျွဲမှာစိတ်ညစ်နေရသည်ထိုအခါခြေရင်းအိမ်မှဦးဘောကကိုကျွဲကိုကြည့်ကမောင်ကျွဲ့ရဲ့နွားတွေကဘာလို့အဲ့လိုရိုက်နှက်နေရလဲကွာဒီကောင်တွေဒီနေ့ကျမှဘာဖြစ်နေလဲမသိဘူးဦးဘောရခြံထဲကိုမဝင်မဲ့ပေကက်ကက်လုံနေကြတယ်ဦးလေးပေါ်မှာနွားများကိုအကဲခက်ကြည့်လိုက်သည့်အခါနွားများမှာနေရွယ်များလန်ကမျက်လုံးပြူ၍ထိတ်လန့်နေသည်ကိုတွေးလိုက်ရသည်နွားတွေကလန့်နေတာကွနေရိုင်းတွင်းချိန်မှာရွာအပြင်ကအပတွေဘာတွေမှီကပ်လာသလားမသိဘူးမောင်ကျွဲကြီးဒီလိုလှုပ်ဆမ်းမှာဒီညတော့မင်းနွားနှကောင်ကိုတိုးချန်တွေကတင်းကုန်မှာပဲထည့်ထားလိုက်ကွာအချိန်နေမဟန်တော့ဆရာလေးပါလေးပြရတာပေါ့နွားနှကောင်မှာကိုကျွဲအိတ်ချန်ထဲတော့မဝင်ကြတော့လဲဥဘောဆွဲသားသည့်အခါအသာတကြီးပင်လိုက်ပါသွားကြသည်ကိုကျွဲမှာနွားနှကောင်ကိုဆဲဆို၍ပင်နေသည်ညနေထမင်းစားသည့်အခါကိုကျွဲမှာဒေါ်ငန်းကိုပတ်ရန်ပြန်သည်ကိုကျွဲတစ်ယောက်နွားများကိုခေါ်၍မရသည့်အပြင်စိတ်ထဲတွင်လည်းမိသည့်အကြောင်းမှမသိပဲဒေါသအလိုလိုထွက်နေမိသည်တနေ့လုံးလှုပ်၍ကန်၍အစင်မပြေဖြစ်နေသည့်ဒေါ်ငန်းမှလည်းကိုကျွဲကိုကက်ကက်လန်ရန်တွေ့သည်တယောက်နှင့်တယောက်လက်ပါကထိုးကြကြိတ်ကြသဖြင့်အရက်မှဝိုင်းတရသည်ကလေးအကြီးနှစ်ယောက်မှအလွန်ကြောက်လန့်နေသဖြင့်ဘာကြီးပေါ်နှင့်အကြီးတုံတို့ကအိမ်တွင်ခေါ်ယူထားရသည်ထိုညတွင်ကိုကျွဲမှာစိတ်ညစ်ညစ်နှင့်အိမ်မှထွက်ခွာသွားသည်ဒေါ်ငန်းနဲ့ဒေါ်ဘဲမှာအိတ်ခမ်းတစ်ခန်းစီတွင်အိတ်သည်ဒေါ်ငန်းမှာတမီးငယ်ဆုံးမိဥကလေးကိုအနားတွင်ခေါ်တိတ်ထားသည်မောင်တက်တူမှအိမ်ချံအနောက်ဘက်တင်းကုတ်နဘေးတွင်တဲကလေးထိုးကတယောက်တည်းနေထိုင်သူဖြစ်သည်ထိုအချိန်ထိဘသူမှအင်းပြားကလေးအကြောင်းကိုသတိမရကြသေးပေကိုကျွဲမှာစိတ်ညစ်ညစ်နဲ့ရွာထိပ်ရှိအရက်ဆိုင်တို့သွားကအရက်တောက်နေမိသည်ကိုကျွဲမှာအလုတ်ကိုပင်မမှန်စူးစမ်းလုပ်ကင်တော့လဲအတော့အစားမကင်းပေယခုအခါတွင်တော့စိတ်ညစ်နေသဖြင့်ခါတိုင်းထက်အရက်များကိုမြမြတောက်နေမိသည်တောက်ဖို့တောက်ဖွဲ့တငယ်ချင်းများမှာကိုကျွဲမျက်နှာကဲကိုအကဲခတ်ကမင်းမြန်ကြသည်ဟဲ့ကောင်ငကြွဲမင်းဒီလောက်ရက်တွေတောက်နေပုံထောက်ရင်မင်းမိမမိငန်းနေရန်ဖြစ်လာပြန်ပြီထင်တယ်ကွငါပြောတော့ဟုတ်တယ်မလားဟုတ်တယ်မောင်ကောင်းရေမိငန်းတယောက်အခုတလောဘလို့ဖြစ်နေသလဲကိုမသိပါဘူးကွာငါ့ကိုဆိုရင်မချေမငန်ဆက်ဆံနေကွခုညနေတော့ကလည်းငါ့ကိုကက်ကလန်ပြန်ရန်တွေ့တယ်ကွာငါတို့အိမ်အောင်တက်ပဲ6နှစ်ရှိတော့မယ်မိငန်းကငါ့ကိုတခါမှဒီလိုမဆန့်ဆက်ခဲ့ဘူးကွတိနေတယ်လေငကြွဲရမိငန်းဒီလိုဖြစ်မယ်မှငါကြိုသိပြီးသားပါကွဟမ်မင်းတို့ကဘလို့ဖြစ်လို့ကြိုသိနေတာလဲကွဒီလိုငကြွဲရမင်းကတရွာသားမှမသိတာနေမှာမင်းနဲ့မရခင်တော့ကမိငန်းတယောက်တို့ရွာတောင်ပိုင်းကငွေတိုးဆိုတဲ့လူနဲ့ရီးစားဖြစ်ခဲ့ကြသေးတယ်ကွဟေးဒါတင်ငါမသိပါလားကွာမင်းမသိတာတရွာလုံးသိတယ်ငကြွဲဒါပေမဲ့ငွေတိုးကမိငန်းကိုမယူပဲမိဘပေးစားတဲ့တာယာပတိမြို့သူတယောက်နဲ့ယူသွားတယ်တဲ့ကွာမိငန်းကအမှအသေးကွဲပြီးစိတ်ခံစားနေရတဲ့အချိန်တရွာတကြီးကပြောင်းလာတဲ့မင်းနဲ့တွေ့ပြီးငွေတိုးရဲ့နေရာမှာမင်းကိုအစားထိုးရတာပဲကွဟာကွာအဲ့ဒါဘာဖြစ်တယ်လဲကွဘာဖြစ်ရမလဲငကြွဲရအခုငွေတိုးတယောက်အရင်မိန်းမနဲ့ကွဲပြီးရွာကိုပြန်ရောက်နေတာ2ပတ်လောက်ရှိပြီကွမိငန်းနဲ့ငွေတိုးကတိတ်ရှိကြတာဆိုတော့သူတို့နှစ်ယောက်ပြန်ပြီးဆက်နိုင်မယ်လို့မင်းမတွေးမိဘူးလားကိုကျွဲ၏နှလုံးသားထဲတွင်တန်တရားဟူသည့်တန်မိုးတစ်ချက်ကစိုက်ဝင်ခဲ့ပြီးဖြစ်သည်ကိုကျွဲမှာငြိမ်း၍စဉ်းစားနေသည်မို့အနီးမှတငယ်ချင်းများကတယောက်ကိုတယောက်မျက်စပစ်လိုက်ကမိငန်းမင်းပေါ်ဆက်ဆံရေးတွေကျဲနေတယ်လို့မင်းမခံစားမိဘူးလားငကြွဲရကိုကျွဲမှာတောက်တစ်ချက်ခောက်ကစပွဲပေါ်မှလက်ကျန်ရွက်ခွက်ကိုမောတောက်လိုက်လေသည်ထို့နောက်ဒေါသတကြီးနှင့်ထားလိုက်ကဒီကိစ္စကိုငါဟုတ်ရှင်းမှဖြစ်မယ်ဒီကောင်မတော့ငါနဲ့တွေ့ပြီဟေးတငယ်ချင်းများကရေကြဲကြဲနဲ့ဟဲ့ကောင်ငကြွဲမိငန်းနဲ့ခြံအောင်ထဲမှာစီးရင်ရှင်းနေနဲ့အောင်တော့ကွတငယ်ချင်းများမှာအပြောင်ပြက်တဘောနှင့်စားနောက်ကြခြင်းဖြစ်တော်လဲကိုကျွဲ၏စိတ်ထဲတွင်မိငန်းတယောက်ငွေတိုးနှင့်ဖောက်ပြန်နေသည်ဟုတထိချယုံကြည်သွားမိလေသည်ကိုကျွဲမှာမူးမူးနှင့်အိမ်သို့ပြန်လာခဲ့သည်ဒေါ်ဘဲတို့အိမ်မှာအိမ်ရှိတွင်ဈေးဆိုင်ရှိသဖြင့်ခြံတကားအိမ်တကားများကိုလုံခြုံစွာခတ်ထားသည်ဖြစ်ရာကိုကျွဲကဒေါ်ဘဲကိုအာနာသဖြင့်အိမ်ကောင်းရင်ဘက်မြေကွက်လက်မဘက်ကဝင်လာခဲ့သည်ဒေါ်ဘဲမှာအမကြီးဖြစ်သဖြင့်ခေါင်းရင်းကန်းတွင်အိတ်ဆက်ကဒေါ်ငန်းမှာတော့ချင်းရင်းကန်းတွင်အိတ်ဆက်ကြခြင်းဖြစ်သည်ကိုကျွဲမှာချင်းရင်းကန်းအပြင်ဘက်တွင်
အိမ်ခန်းထဲမှစကားပြောတန်တစ်ခုကိုကြားလိုက်ရသည်အတေချာနားထောင်သည့်အခါယောက်ျားတစ်ယောက်၏အတန်ဖြစ်နေလေသည်ကိုကျွဲမှာအိမ်နောက်ဖေးတကားကိုအသာဖွင့်လိုက်သည်ဒေါ်ငန်းမှာကိုကျွဲအချိန်မတော်ပြန်လာသည့်အခါတက်နိုင်ရန်အတွက်အိမ်နောက်ဖေးတကားကိုအသာဖွင့်ပေးထားခြင်းဖြစ်သည်ကိုကျွဲမိဖို့ကြောင့်နဲ့ရောက်သည့်အချိန်တွင်ယောက်ျားတစ်ယောက်၏စကားပြောတန်ကိုပြက်ပြက်သားသားကြားနေရလေသည်လင်းကြီးမရှိတော့လင်းငယ်ကိုအိမ်မခေါ်ပြီးပျော်ပါနေတဲ့ကောင်မတိမ်ပေတော့ကိုကျွဲမှာမိဖို့ကြောင့်အနီးရင်ထားသည့်ကိုင်းခုတ်ထားကြီးတစ်ခုကိုဆွဲယူလိုက်သည်ထိုးနောက်ခြေကိုဖော့ကာနောက်ဖေးခန်းထဲသို့အသာချောင်းကြည့်လိုက်သည်မြမအိမ်တို့၏ထုံးစံအတိုင်းအခန်းများကိုတကားကာလေးမရှိဘဲခန်းစည်းများသာကာလေးရှိသည်ဖြစ်ရာကိုကျွဲမှာခန်းစည်းကိုအသာလှည့်ကြည့်မိသည်အခန်းကောင်းရင်းတွင်စီမီတိုင်တိုင်ထွန်းထားသဖြင့်မိန်ကလေးလင်းလန့်နေသည်ဝိုးတော်ဝအလင်းရောင်ကလေးအောက်တွင်ယောက်ျားတစ်ယောက်မှမိဥကကလေးကိုချီရင်းဒေါ်ငန်းနှင့်စကားပြောဆိုနေသည်ဒေါ်ငန်းမှလည်းပြုံးပြုံးရွှေရွှေနဲ့ဖြစ်သည်ဒီမိန်းမကတော့လင်းငယ်နဲ့ပျော်နေတယ်ပေါ့ဟုတ်လားကိုကျွဲမှာခန်းကြီးစာကိုဆွဲလိုက်ခါအိမ်ခန်းအတင်းလွှတ်ခနဲဝင်ရောက်လိုက်သည်ထို့နောက်ဒေါ်ငန်းကိုကြည့်ကာဟဲ့မိငယ်နေတော်ပျော်နေတယ်ပေါ့လေဒေါ်ငန်းမှာမျက်လုံးပြူးမျက်စံပြူးနေဖြစ်ကာကိုကျွဲရှင်ဘာပြောနေရလဲဒီနေ့နင်ရောနင့်လင်းငယ်ကိုပါငါတတ်မယ်ဟဲ့မလုံးနဲ့ကိုကျွဲရှင်မှားမယ်အောင်မယ်မှားလဲစားနေမထူးဟဲ့ကောင်တေပေတော့ကိုကျွဲမှာအခန်းဝင်ဝကိုကြောပေးထိုင်နေသည့်ငွေတိုးဤစပိုးကိုကိုင်းခုတ်ဓာကြီးနှင့်တအားလွှဲကခုတ်ချလိုက်လေသည်ငွေတိုးဤဦးကောင်းမှာဓာချက်ထိမှန်၍ယတိပြက်ကကြမ်းမြင်ပေါ်သို့ဘုံကနေပြုတ်ကျသွားသည်ကိုကျွဲမှာငွေတိုးအားစိတ်နှံနှံနှင့်ကြည့်နေစဉ်ငွေတိုးအဖြစ်မှဒေါ်ဘဲဖြစ်တို့ပြောင်းလဲသွားလေသည်ကိုကျွဲမှာကိုမျက်လုံးကိုလက်နှင့်ပုတ်တက်လိုက်ရသည်ဘယ်လိုဖြစ်ပြီးတော့အမကြီးဖြစ်နေတာလဲရှင်ယူနေပြီလားကိုကျွဲရဲ့ရှင်ဟာလူသက်သမားရှင်မိုးယူပြီးကျုပ်မကြီးကိုတတ်ခဲ့တာရှင်ကိုကျုပ်ပလိတ်ကိုတိုင်မယ်ရှင်ကိုကျိုးစင်တင်ပြစ်မယ်ထိုစဉ်အိမ်တော်ဖေးရှိနွားတင်းကုန်းတဘေးတွင်နေထိုင်သည့်မောင်တက်တူမှာစိတ်များတအဲအော်တန်ကြတဲ့ဖြင့်တဲပေါ်မှဆင်းလာလေသည်မောင်တက်တူမှာလူပြကြီးဖဖဖြစ်နေပြီဖြစ်သည်ခြံထဲကိုစိတ်တခိုးဝင်သည့်အမှတ်နှင့်တကားနောက်တွင်ထောင်ထားသည့်လှန်တိုကလေးတစ်ချောင်းကိုယူကာခြံထဲထွက်လာခဲ့သည်မိန်ပြပြလာရန်အောက်တွင်ယောက်ျားသားတဦးမှအိမ်တော်ဖေးတကားပေါ်မှအိမ်မိုးတက်သွားသည်ကိုတွေ့ရပြန်သည်မောင်တက်တူမှာကိုကျွဲဖြစ်မိဟုတွေးမိတော်လဲအိမ်မော်တို့တက်သွားသည့်လူဤဟန်ပန်မူရာမှာတခိုးရှိလန်းတလို့တိုးတိုးကုတ်ကုတ်လေးတက်သွားသဖြင့်ကိုကျွဲမဖြစ်နိုင်ဟုတွေးမိကအိမ်တော်ဖေးတကားမှအတာကလေးတက်လာခဲ့သည်အခန်းအတွင်းမှတဝုံဝုံအတန်ကြားရပြီးအော်ဟစ်တံများကြားရသဖြင့်မောင်တက်တူမှာလှန်ကိုအသင့်ကန်ကအခန်းအတွင်းလှမ်းဝင်လာခဲ့သည်အခန်းအတွင်းမြင်လိုက်ရသည့်မြင်ကွင်းကြောင့်မောင်တက်တူတယောက်အံ့ဩမှင်သက်သွားမိသည်ဒေါ်ဘဲမှာခေါင်းပြက်ကြနေကကျမ်းမို့တွင်မှောက်ခုန်ကြီးလဲကြနေသည်သွေးများမှလည်းမြင်၍မကောင်းပေဒေါ်ငန်းမှာမိဥကလေးကိုချီပိုးလျက်ငိုကြွေးအော်ဟစ်နေသည်ကိုကျွဲမှာတော့သွေးများရှိကြနေသည့်ဓာကြီးတစ်လက်ကိုကင်ဆောင်ထားသည်ကိုကျွဲဘယ်လိုလုပ်လိုက်တာလဲကိုကျွဲမှာမောင်တက်တူကိုငေးကြည့်ရင်မောင်တက်တူ၏လက်အတွင်းမှလှမ်းကိုကြည့်မိလိုက်သည်တစ်ချိန်တည်းမှာပင်မောင်တက်တူမှာမိမိအားလှမ်းဖြင့်ထိုးရန်ကြံရံနေသည်ဟုယူဆလိုက်မိကမောင်တက်တူထံသို့ပြေးခုံဝင်လျက်မောင်တက်တူ၏လယ်ပင်ကိုကိုင်းခုတ်ထားဖြင့်လှဲဟုတ်ချထဲလိုက်သည်ကိုင်းခုတ်ထားမှာမောင်တက်တူ၏လယ်ပင်နှင့်ပခုံးကြတို့တိုးဝင်သွားကရင်းညွန့်အနီးပင်ပြတ်ရှသွားပြီဖြစ်သည်မောင်တက်တူမှာကျမ်းမြင့်ဘော်တို့ဒူးထောက်ထိုင်ကြသွားသည်ကိုကျွဲမှာတရေဘလူးစီးသည့်နှံဖြစ်နေကမောင်တက်တူအားကိုင်းခုတ်ထားဖြင့်3-4ချက်ခန့်ဆင်းခုတ်ပြန်သည်မင်းရများငါ့ကိုလှမ်းနဲ့ထိုးရင်သေးတာလားကွတေးစမ်းတေးစမ်းကိုကျွဲမှာဗစက်မှဘလုံးထွေးရေရွံ့ရင်းမောင်တက်တူကိုတတုတ်တုတ်နှင့်ခုန်နေလေတော့သည်ကိုကျွဲတကိုယ်လုံးလဲတွေးမြကရေချိုးထားတလို့ပေးချန်နေသည်ဒေါ်ငန်းမှာအလွန်ကြောက်လန့်လာသဖြင့်ခလေးကိုပွေ့ချီကအခန်းနောက်တွင်ကြုံကလေးကပ်နေသည်ကိုကျွဲမှာမောင်တက်တူကိုခုတ်ထစ်ပြီးသည့်အခါဒေါ်ငန်းဘက်သို့လှည့်ကြည့်လိုက်သည်ကိုကျွဲ၏မျက်လုံးများမှာမီးလင်းရန်အောက်တွင်ဝင်းဝင်းတောက်နေသည်ဟုထင်ရသည်ဒေါ်ငန်းကကိုကျွဲကိုကြည့်ရင်ကိုကျွဲရှင်ကျုပ်အမကိုတတ်တယ်ကျုပ်ရှင်ကိုပလိတ်နဲ့တိုင်မယ်ရှင်ကိုကျိုးစင်ရအောင်ပုတ်ပြစ်မယ်ကိုကျွဲကတဟားဟားနှင်းရီလိုက်ကဟဲ့မိငန်းငါပဲကျိုးစင်ရောက်မလားနေမဲငရဲပြီရောက်မလားဆိုတာကိုကြည့်ရသေးတာပေါ့ကိုကျွဲမှာဂိုင်းဟုတ်ဓာကြီးကန်လျက်ဒေါ်ငန်းစီတို့တလန်းချင်းစီလှမ်းလာနေသည်ဒေါ်ငန်းမှာအရက်ကိုအော်ဟစ်ကအကူအညီတောင်းရသည်ကျေးလက်တော်ရွာမှအိမ်များမှာခြံကျဲကြီးများနှင့်ဖြစ်ပြီးတအိမ်နှင့်တအိမ်အတော်လှမ်းလှမ်းတိဆောက်ထားကြသောကြောင့်တော်ရုံအတန်ဆိုလျင်မကြားနိုင်ပေသို့သောချင်းရင်အိမ်မှအေးဆက်သည့်ဘာကြီးပေါ်မှာဒေါ်ငန်း၏အော်တန်ကိုကြားလိုက်တဲ့ဖြင့်လန်နိုးသွားမိသည်
ဘာကြီးပေါ်မှာအိတ်နေရာမှာငေါက်ခနဲထားလိုက်ကထရန်နေချိတ်ဆွဲထားသည့်ဒူးလေးကိုဖြုတ်ယူလိုက်သည်ထို့နောက်ချင်းရင်းကန်းတွင်အိတ်နေသည့်တားဖြစ်သူမောင်တော်ကိုနှိုးလိုက်သည်မောင်တော်ကြီးထားစမ်းပါအောင်ကွာမိငန်းတို့အိမ်ဟာအော်တန်ကြတယ်ကွဘာဖြစ်တယ်လဲမသိဘူးမောင်တော်မှာအသက်30ခန်းရှိကဗလကောင်းကောင်းနှင့်ဖြစ်သည်နိုးနိုးကြကြဖြက်ဖြက်လက်လက်လည်းရှိပေသည်မောင်တော်မှာဓာတ်တလက်ကိုဆွဲယူလိုက်ကဘာကြီးပေါ်နှင့်အတူဒေါ်ငန်းတို့ခြံဘက်ကိုကူးလာကြသည်ရှေးကတောရွာများတွင်တအိမ်နဲ့တအိမ်ခြံစည်းကိုခက်လေးမရှိဘဲချုံမြင်တစ်ပင်များကိုသာအရန်သားဖြစ်စိုက်ပျိုးထားသည်မို့ဘာကြီးပေါ်တို့သားဖမှာပုံနှရိပ်ချုံကြီးကိုတိုးကဒေါ်ငန်းတို့အိမ်ဘက်သို့ပြေးလာခဲ့ကြသည်ဒေါ်ငန်းတို့အိမ်ရှိတကားမှာပိတ်ထားသဖြင့်အိမ်နောက်ဖေးဘက်မှပြေးတက်လာကြသည်ကိုကျွဲမှာလည်းဒေါ်ငန်းကိုဓာဖြင့်ခုတ်ရန်နီးကပ်လာလေသည်ဒေါ်ငန်းမှာကြံရမရတော့သဖြင့်အနီးရှိရေနံစီမီးခွက်ကိုကောက်ယူကကိုကျွဲထံသို့လှမ်းပေါက်ထိလိုက်သည်ရေနံစီမီးခွက်မှာကိုကျွဲ၏မျက်နှာတက်တက်ထိမှန်သဖြင့်ကိုကျွဲ၏စပင်နှင့်ကိုလုံးကိုရေနံစီများဖိတ်ဆင်ကမီးဆွဲလောင်လေတော့သည်ဒေါ်ငန်းမှာထိုအဖြစ်ကိုအခွင့်ကောင်းယူကကိုကျွဲကိုတွန်းတိုက်လိုက်ပြီးအခန်းတွင်းမှပြေးထွက်လာခဲ့တော့သည်ကိုကျွဲမှာလည်းအခန်းပြင်သို့ပြေးထွက်လာသည်အိမ်နောက်ဖေးဘက်သို့လှည့်ပြေးလာသည့်ဒေါ်ငန်းမှာအိမ်နောက်ဖေးမှတက်လာသည့်ဘာကြီးဘောတို့သားအဖနှင့်ပတ်ပင်းသွားတို့သည်ဟဲ့မိငန်းနင်တို့ဘာဖြစ်ကြရလဲထိုစဉ်သွေးလင်းလင်းပေကျညစ်ပတ်နေသည့်ကိုကျွဲမှာဓာကြီးကင်လည်းရဲ့အိတ်ခမ်းအတွင်းမှထွက်လာခဲ့သည်မောင်ကျွဲမင်းဘာဖြစ်နေရလဲကိုကျွဲမှာဓာကိုဝင်းလျက်ရှေ့သို့လှမ်းတက်လာသည်ပါဇက်မှာလည်းဒေါ်ငန်းအောင်တက်မဲ့အကြောင်းရေရွတ်ပြောဆိုနေလေသည်ဘာကြီးဘောကျမကိုကယ်ပါအောင်ဘာကြီးဘောရဲ့ဒေါ်ငန်းမှာရှေ့သို့လှမ်းတက်လာသည့်အခါကိုကျွဲကလက်ထဲတွင်ကင်ထားသည့်ကိုင်ဟုတ်တာဖြင့်လှမ်းပစ်ထည့်လိုက်သည်ဒေါ်ငန်း၏ခါတက်တဲ့သို့တိုးဝင်နှမြုပ်သွားလေသည်ဒေါ်ငန်းမှာအရှိသို့ရိုင်လဲကြသည့်အချိန်ကိုကျွဲမှာဒေါ်ငန်းကိုတက်ဖြတ်ရန်ပြေးလာလေသည်ဘာကြီးဘောကလက်ထဲတွင်ကင်ထားသည့်ဒူးလေးဖြင့်ကိုကျွဲကိုလှမ်းချိန်လိုက်ကဟေ့ကောင်ငကျွဲမင်းရှိမတိုးနဲ့တိုးရင်မင်းကိုငါပြစ်မယ်ကွကိုကျွဲမှာအကြောက်လည်းမရှိဘဲအရှိတို့ခုန်တက်လာသည်ဘာကြီးဘောကဒူးလေးဖြင့်ပြစ်ခတ်လိုက်ရာကိုကျွဲဤနိုင်ကြတက်တဲ့တို့ဒူးလေးများထဲမှာစိုက်ဝင်သွားသည်သို့တော့ကိုကျွဲမှာရက်တံထွားခြင်းမရှိဘဲအရှိတို့ဆက်တိုးလာခဲ့ကဘာကြီးဘောအားခုံအောင်ရန်ကြိုးစားသည်ထိုအခါနဘေးတွင်ရှိနေသောမောင်တော်မှာကိုကျွဲထံသို့ပြေးဝင်ကနှစ်ဦးသားတိုက်ခိုက်ကြလေတော့သည်အသားမဲမဲထောရကြိုင်ကြိုင်နှင့်ကိုကျွဲမှာဘလူးကြီးတကောင်ကဲ့သို့ဖြစ်နေပြီးအလွန်ကြမ်းတမ်းစွာတိုက်ခတ်နေလေတော့သည်ကိုကျွဲနှင့်မောင်တော်တို့မှာဘာတပြန်ကြားတပြန်ဖြင့်အိမ်မောင်တွင်လုံးထွေးတပ်ပုတ်နေကြသည်ကိုကျွဲမှာမောင်တော်၏အပေါ်တို့တက်ခွကမောင်တော်၏လေပင်ကိုလက်ဖြင့်တအားညှစ်နေသည်မောင်တော်မှာရုံးကန်ရင်ကိုကျွဲကိုခြေထောက်နှင့်ညှက်ကနဘေးတို့လိမ့်ချလိုက်သည်အိမ်နေရန်နဲ့တိုက်မိပြီးနောက်အိမ်ထရန်ကြီးပွင့်ထွက်ကကိုကျွဲရောမောင်တော်ပါအိမ်ပေါ်မှပြုတ်ကျကြလေသည်မောင်တော်မှာဖင်ထိုင်လျက်သားကြတော့လဲကိုကျွဲမှာအိမ်ပေါ်မှခေါင်းပြကြပြီးအောက်မှမြေကြီးတွင်ခေါင်းဆိုင်ကကျုပ်ခနဲအတန်ကြီးမြည်၍စကြိုးကျသွားလေသည်ကိုကျွဲ၏ခေါင်းမှာစကြိုးတွားတစ်ဖြင့်တွဲလောင်းကြီးဖြစ်နေသည်ကိုကျွဲမှာမြေပြင်မှအားယူ၍ကုန်းထနေသေးသည်မောင်တော်မှာကိုကျွဲ၏ကြောကုန်းကိုလက်သီးဖြင့်ထိုးခြေထောက်ဖြင့်ကန်နေရင်အတော်ကြာသည့်အချိန်မှကိုကျွဲမှာငြိမ်ကျသွားတော့သည်မောင်တော်လည်းတကိုယ်လုံးမောပန်း၍နေလေပြီထိုအဖြစ်ဆိုးကိုတရွာလုံးမှလူများလာရောက်ကြည့်ရှုကြသည်နှလုံးမခိုင်သူများကမူးမေလဲကုန်သည်အတဲငယ်သူများတဝေါဝေါနှင့်ထိုးအံကြသည်မနေ့ရောက်သည့်အခါပလိတ်များကလာရောက်စစ်ဆေးလေသည်မောင်တော်ကိုဖမ်းဆီးသွားကလိုအပ်သည့်စစ်ဆေးမှုများကိုပြုလုပ်ကြသည်ရဲတပတ်ခန့်ကြာတော့အခါပြစ်မှုကင်းစင်သဖြင့်ဝင်းလုံးပြုတ်လွတ်မြောက်သွားလေသည်ဒေါ်ငန်းမှာခါးလည်မှဓာတန်ရာကိုဘိန်းတော်ဆရာကြီးကိုပေးရကူတာသည်ကိုကျွဲတို့တိတ်ဆုံးသွားပြီးသည့်အချိန်ထိအိမ်ကြီးမှာလူသူများလှုပ်ရှားနေသည့်နှင့်ခြောက်လန့်နေသေးသည်ဒေါ်ငန်း၏အနာမှာပြည်တဲကငန်းမန်းဝင်သဖြင့်ဒေါ်ငန်းတယောက်လူမန်းသူမန်းမသိအောင်ပင်ဖျားနာမိမျောနေလျက်ရှိသည်ဒေါ်ငန်းတတိယလာသည့်အခါဘိန်းတော်ဆရာကြီးကမေးဆန်းကြည့်သည်မိငန်းနင်တို့မိသားစုအခုလိုဖြစ်ရတာငါမတင်ငါဘူးနော်နင်တို့အိမ်မှာဒီမတိုင်ခင်ကတခုခုထူးဆန်းတာမျိုးဖြစ်ခဲ့သေးလားဒေါ်ငန်းမှာခေါင်းနာခါပြသည်ထူးဆန်းတဲ့အင်းအိုင်ခါလက်ဖွဲ့တွေရလာတာမျိုးရှိသလားဒေါ်ငန်းမှာခေါင်းခါပြန်သည်သို့တော့မကြမီမှာပင်လွယ်ရည်အတွင်းမှအင်းခွက်လေးကိုတတိယနေသည်အင်းဆိုတော့မှဒီဖြစ်တွေမဖြစ်ခင်မနက်ကအင်းခွက်တစ်ခွက်ကောက်ရလာခဲ့တယ်ပြစမ်းအဲ့ဒီအင်းပမာလဲအိတ်ရှိတိုင်ကလွယ်ရည်မှာချိတ်ထားတယ်ဘာကြီးဘောကလွယ်ရည်ကိုပြေးယူပေးလိုက်သည်ဘိန်းတော်ဆရာကြီးမှာလွယ်ရည်ကိုဖွင့်လိုက်သည့်အခါရွှေပြားကလေးပေါ်တွင်ရွေးဆက်ထားသည့်အင်းခွက်ကလေးကိုမြင်လိုက်ရသည်ဘိန်းတော်ဆရာကြီးမှာအင်းခွက်ကိုကင်တွယ်ကြည့်ရှုလိုက်သည့်အချိန်မှာပင်တကိုယ်လုံးကြသိမ်းများတဖြန်းဖြန်းထားလျက်ခြေလက်များတုံရင်လာသည်ရှေးအခါကဘိန်းတော်ဆေးဆရာများမှာစီးခုတခြင်းအတက်အပြင်
ပြောခကူသည့်အတက်ကိုလည်းအနေချင်းတက်မြောက်ထားကြသူများဖြစ်သည်ဆေးဆရာကြီးမှာအတွေ့အကြုံရင့်သူမို့အင်းကွက်ပုံစံကိုကြည့်လိုက်ကအလွန်ထိတ်လန့်သွားသည်ဒါပုံနကအင်းကြီးပဲဘလူးဆောင်တဲ့အင်းမျိုးပဲမင်းငယ်ဒီအင်းကိုနင်ဘယ်ရလဲဈေးသွားရင်ဖိုးပုံစီရဲ့အရှိကနေကောက်လာခဲ့တာဆရာကြီးရွှေပြားကလေးဆိုတော့ထူဟဲရောင်းချမယ်ဆိုပြီးယူလာခဲ့တာပါပဲလှတာလေးပါတာပေါ့ရွှေရောင်တောက်နေပြီမဲ့ရွှေစစ်မဟုတ်ဘူးဟာကျွေးနဲ့ရွှေအရောပဲဟောဒီပုံနကအင်းဟာအောင်လန်းဆရာတယောက်စီရင်ထားတာဖြစ်မယ်ဒီအင်းကိုဘလူးဆောင်နေဟဲ့အဆောင်ဘလူးကတော်တော်ငတ်ပြတ်နေပုံရတယ်နှစ်ယောက်ကြားနဲ့နင်းမှသေးတာဒီဘလူးလောက်တာပဲဖြစ်မယ်ဆရာကြီးကအင်းခွက်ကိုဖာကြီးပေါ်ထံတို့လမ်းပေးရင်ဦးဘော်ကြီးဟောဒီအင်းကိုရေစီးနေတဲ့ချောင်းတွေကလွတ်ပစ်လိုက်ပါလွတ်ပစ်တဲ့အခါမှာလဲနောက်ပြန်လက်ပြန်ပြစ်နော်ပြီးရင်ပြန်လှည့်မကြည့်နဲ့ဖာကြီးပေါ်မှာအင်းခွက်ကိုယူဆောင်ပြီး30ချောင်းအနီးတို့ပြေးထွက်လာခဲ့သည်ချောင်းကိုကြောပြီးရက်လိုက်ခါအင်းခွက်ကိုအနောက်တို့လက်ပြန်ပြည့်ရန်ကြံရွယ်လိုက်သည်ထိုစဉ်အင်းခွက်မှရွှေရောင်ဝဲလက်လာကဖာကြီးပေါ်ကိုညှို့ယူနေတကယ်တော့ဖြစ်နေသည်ဖာကြီးဘောစိတ်ထဲတွင်မိသည့်အကြောင်းရင်းမှမသိပဲအင်းခွက်ကိုတင်ထားခြင်းစိတ်များတဖွာဖွာဖြစ်ပေါ်လာသည်သို့သောဖာကြီးဘောမှာလူကြီးမို့စိတ်ဆုံးဖြတ်ချက်ခိုင်မာသည်အင်းမှာမိမိကိုညှို့နေမှန်းသိလိုက်သည်မို့အင်းခွက်ကိုကြည့်လိုက်ကဟဲ့ကောင်ငါ့အောင်မဖျားရောက်နဲ့မင်းဖျားရောက်နိုင်ကြာရှုံးသွားမယ်တို့မဟုတ်ဘူးကွတွားပြီးတော့ဟေးဖာကြီးဘောမှာချောင်းတွင်းတို့ပြချလိုက်တော့သည်ထို့နောက်လှည့်ပင်မကြည့်ပဲခတ်တုတ်ပြေးထွက်လာခဲ့သည်ဒေါ်ငန်းမှာအနာရင်းကအခြေအနေမကောင်းလာပေတအီးအီးနဲ့လူမမသိအောင်ညှဉ်းညူနေသည်ဆေးဆရာကြီးမှလည်းအခြေအနေမကောင်းမှန်းသိတဲ့ဖြင့်ခေါင်းတစ်ခါခါနှင်းဖြစ်နေသည်ထိုစဉ်ဒေါ်ငန်းမှာမျက်လုံးကြီးပြူးထွက်ပြီးတဟင်းဟင်းနဲ့ရေမောနေလေသည်ဒေါ်ငန်းပုံစံပြောင်းသွားတဲ့ဖြင့်ဆေးဆရာကြီးမှရိတ်စားမိသွားပြီးဟေးလူနာကိုဘလူရှုပ်တာလဲငါပဲငါအင်းဆောင်ပုံနကဘလူပဲနင်တို့အတိမြန်တွားလို့ပေါ့ဟာမဟုတ်ရင်ငါကတအိမ်လုံးကိုစားမှာတရွာလုံးကိုစားပြစ်မှာဟဲ့ဘလူလူနာကိုနေမညှင်းဆဲနဲ့အခုပဲထွက်သွားစမ်းတွားမှာဒီကောင်မအောင်ငါစားပြီးရင်ထွက်သွားတော့မှာဒေါ်ငန်းမှာအတန်အောကြီးနဲ့ဟဲ့ပပရေမောလေသည်ဒေါ်ငန်းရေတန်ကြီးမှာအလွန်ကြောက်စရာကောင်းလာသည်ဟုဆိုသည်ထို့တို့ရေမောပြီးသည့်အခါဒေါ်ငန်းမှာကောင်းစိတ်ကြလျက်အိယာဘော်တို့ပလက်လန်လေးကျသွားသည်ဆေးဆရာကြီးကစမ်းတက်သည့်အခါတွင်ဒေါ်ငန်းမှာအသက်ငယ်နေပြီဖြစ်သည်ဒေါ်ငန်းကဘာကြီးဘော်ကိုတချက်ကြည့်ပြီးလေတံကလေးဖြင့်ဘာကြီးဘော်ကျမရဲ့ကလေးတွေကိုဘာကြီးဘော်လက်ကိုအပ်ခဲ့မယ်နော်အေးပါမင်းငန်းရငါသူတို့ကိုတေချာစောင့်ရှောက်မှာပါကျမသွားရတော့မယ်ကျမကိုဘလူးကြီးကခေါ်နေပြီလောက်ကြပါအောင်ကဲကြပါအောင်ဘလူးကြီးကကျမစပင်ကိုဆွဲနေပြီဒေါ်ငန်းမှာအော်ဟင်းရင်အတန်တိန်ကငြိမ်သက်သွားကြလေတော့သည်ဘာကြီးမောင်မအတိတ်အကြောင်းအရာများကိုပြန်လည်ပြောပြနေရင်မောထွက်တစ်ဖြင့်ရင်နှွေးချမ်းတစ်ခွက်ကိုမောတော့လိုက်သည်မိဝေကဒါဆိုရင်ရွာတောင်ပိုင်းကအဖွားတော်ဦးဆိုတာဒေါ်ငန်းကြီးရဲ့သမီးငယ်ဆုံးမိဦးပေါ့နော်တိတ်ဟုတ်တာပေါ့မိရဲ့ဒီအဖြစ်ကတကယ်ဖြစ်ခဲ့တဲ့အဖြစ်ပဲအဲ့ဒီကလေးကရွာကလူတွေဟာအင်းခွက်တွေကိုတိတ်ကြောက်သွားကြတယ်လမ်းမှာတွေ့တဲ့အင်းကိုအိမ်ကိုမယူလာကြဖို့မကောက်ကြဖို့ကလေးတွေကိုမှားထားကြတာပေါ့ကွဒါကြောင့်မြေးတို့ကိုလည်းဖို့ကအတန်နဲ့မှားနေရတာနောက်ဆိုရင်အင်းခွက်တွေဘာတွေတွေ့ရင်ကောက်မလာကြနဲ့ဟုတ်ပြီလားဟုတ်ကဲ့ပါဖို့တမီးတို့နားလဲပါပြီကဲညစာစားရင်တော့ရောက်တော့မယ်ရေမိုးချိုးလိုက်ကြတော့ပြီးရင်တို့မြေးဖို့တွေအတူတူထမင်းစားကြတာပေါ့ကွယ်မိဝင်နေမြေးမလေးမရေချိုးရန်အတွက်ထွက်ခါထွက်ကြလေသည်ဘာကြီးမုံကမြေးမြကိုကြည့်ရင်ဒေါ်ဘဲကြီးတို့အကြောင်းကိုပြန်တွေးကတပ်ပြင်းချီကြီးတစ်ချက်ကိုချလိုက်မိတော့လေသည်ဤတွင်စာရေးသူအကစော်ရဲ့ဖြစ်ရမှန်အပေါ်အခြေခံပြီးရေးသားထားတဲ့ပုံနကအင်းဆိုတဲ့ဝိထုတိုလေးဟာပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်လိုအပ်ချက်များကိုလည်းအကြံပေးဆွေးနွေးပေးလို့ရပါတယ်ရှင်နားဆင်ပေးကြသူများအားရောသမမွေမှကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်